Okay အဲ့တော့ phonics ဆိုတာကတော့လွယ်မှတ်မယ်ဆိုတော့သူကတော့ method တစ်ခုပါပဲနည်းလမ်းတစ်ခုပဲပေါ့နော်အဲ့တော့ကလေးတွေကိုသူတို့သင်ရတဲ့မြန်မာလိုဆိုရင်အခရာတွေပေါ့ကကြီးခါခွေအဲ့တော့ English ဒီ letters တွေ ABC letters တွေနဲ့အဲ့ letters တွေရဲ့ sounds တွေပေါ့နော်အတန်တွေကိုသူတို့နှစ်ခုရဲ့ကြားတဲ့က relationship ဆက်သွယ်ချက်ပေါ့နော်အဲ့ဒီဟာကိုကလေးတွေကိုသင်ကြားတဲ့နည်းလမ်းပေါ့အဲ့ဒါကို phonics ဆိုပြီးတော့ခေါ်နေကြတာပေါ့နော်အဲ့တော့ phonics အတန်တွက်နော်အဲ့တော့ဥပမာအနေနဲ့ဆိုရင်ဥပမာ snake ပေါ့နော်အဲ့တော့ဒီ S နဲ့စတယ်ဒါဆိုရင်ဒီ X ဆိုတဲ့ letter ရဲ့အတန်တွက်ကဒီလိုမျိုးပေါ့နော်အဲ့တော့ S ရဲ့အတန်လေးကဒီလိုမျိုးပေါ့နော်အဲ့တော့သူ့ရဲ့ letter မှာသူကိုယ်ပိုင်အတန်တွေရှိတယ်ဆိုတာကိုကလေးတွေကိုခွဲခြားပြီးတော့သိအောင်သင်ပေးတဲ့သင်ခန်းစာပေါ့နော်ဒါကို phonics ဆိုပြီးတော့ခေါ်ကြတာဖြစ်ပါတယ်နောက်တစ်ခုကနောက်ဥပမာတစ်ခုဆိုဥပမာ S နဲ့ H နဲ့ပေါ့နော်အဲ့တော့ S နဲ့ H နဲ့နှစ်ခု letter တွဲရက်ကိုကြတော့သူ့ရဲ့အတန်ကိုတည်တံ့သင်ပေးမယ်ဆိုရင်ဒါက sh အဲ့တော့ SH makes shark like in sure SHOE sure okay ဒီလိုမျိုးပေါ့နော်အဲ့တော့ SH ကဒီတန်လေးက SH makes like in sure เนาะအဲ့ဒီလိုမျိုးသင်ပေးရတယ်ပေါ့နော်သူတို့ရဲ့အတန်လေးတွေကိုအဲ့တော့အဲ့ဒါကကလေးတွေအတွက်ဘာအထောက်အကူဖြစ်လဲလို့မေးတယ်ဆိုရင်တော့သူကစကားလုံးတွေပေါ့ words တွေကိုသူ့ရဲ့အတန်လေးတွေနဲ့သူတို့ဖတ်တတ်လာမယ်ပေါ့ဥပမာပြောချင်တာကဒီ words ကိုသူမသင်ရသေးဘူးဒါပေမဲ့ meaning ကိုမသိရင်တော့မှသူကအဲ့ words တွေကိုသူဖတ်တတ်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကူညီပေးတာကို phonics lesson ပေါ့နော်ဒီလိုမျိုးအဲ့တော့တကယ်လို့သူများတွေကphonics class ထားတယ်ဆိုရင်ဒါတော်တော်များများတော့သိနေပါပြီပေါ့နော်ဒီမိဘတော်များဒါမဲ့တကယ်လို့ကိုကမသိသေးဘူးဆိုရင်ဆက်ပြီးတော့နားထောင်လို့ရပါတယ်တကယ်လို့သိပြီးသားဆိုလဲကြော်သွားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့မိဘတယောက်အနေနဲ့ကိုကလေးကိုအိမ်မှာဒီ phonics နဲ့ပတ်သက်ပြီးတော့step by step ပေါ့နော်အဲ့တော့အရင်ဆုံး sound introduction အနေနဲ့ flashcards လေးတွေသုံးလို့ရတယ်နောက်တစ်ခုက sounds ပေါ့နော် English သချင်းလေးတွေphonics sound လေးတွေကိုသူအဓိက target sound ပေါ့ဥပမာbark for letter B ပေါ့နော်အဲ့တော့ B အတန်အတွက် bark ဆိုတဲ့ဟာကိုဥမာ letter B ပါတဲ့ flash ကပ်ပြားလေးတွေနဲ့ပေါ့နော်ဥမာကလေးကိုကနေပြီးတော့ what's this ဒါပါလဲပေါ့အကြရင်ကလေးကမပြောတန်ကွာအဲ့ letter လေးကိုပြပြီးတော့ bark ဒီလိုမျိုးပေါ့နော်လေ့ကျင့်ပေးလို့ရဒါကအခုမှစပြီးတော့မိတ်ဆက်တဲ့အနေနဲ့sound introduction အနေနဲ့သုံးလို့ရတယ်ပေါ့နော်နောက်တစ်ဆင့်သွားမယ် okay အဲ့တော့ဘယ်လိုဆက်လုပ်ပြီးလို့ရလဲဆိုရင်စာအုပ်ကလေးပေါ့နော်စာအုပ်ကလေးကို guide teacher ဒါမှမဟုတ်မိဘကနေပြီးတော့read aloud ပုံစံမျိုးပေါ့နော်အဲ့တော့ကြည်ကြဲလေးကလေးကြားနိုင်အောင်ဖတ်ပြမယ်ပေါ့နော်အဲ့တော့အဓိကသူ့ရဲ့expression လေးပါအောင်ဖတ်ပြပေးမယ်ပြီးသွားရင်အဲ့ကိုဖတ်ပြနေတဲ့စလုံးကိုလက်လေးနဲ့ထောက်ပြီးတော့ကိုပဲစလုံးလေးကိုအတန်ထွက်နေတယ်ဆိုတာကလေးကိုမြင်အောင်လက်လေးနဲ့ထောက်ပြီးတော့အဲ့လိုမျိုးဖတ်ပြလို့ရတယ်ပေါ့နော်အဲ့ဒါကကလေးအနေနဲ့ကအမြင်နဲ့သင်ကြားခြင်းပေါ့နော်ပြောရမယ်ဆို visual learning ပေါ့ sight words လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီစလုံးကိုသူမြင်မှာအများကြီးမြင်တာခဏခဏမြင်ရင်သူကမှတ်မိသွားမယ်ပေါ့ဒီစလုံးရဲ့အတန်ကိုမိဘကထွက်တဲ့ဟာကိုသူမှတ်မိသွားမယ်ပေါ့နော်အဲ့ဒါကို model reading ပေါ့နော် model reading လေးလုပ်လို့နောက်တစ်စနေနဲ့ဆက်လုပ်လို့ရတယ်ပေါ့နော်အရင်ဆုံးအခုမှစပြီး train မယ်ဆိုရင် flash card လေးနဲ့ letter လေးတွေကိုဒါမိဘတိုင်းသိပါတယ် A to Z အတန်လေးတွေပေါ့နော်အခုနောက်ပိုင်း letter sound လေးတွေလည်းပါတယ်ဆိုတော့တချင်းလေးတွေဖွင့်နေရင်းနဲ့တစ်ဖက်က flash card လေးတွဲပြီးတော့ train ပေးလို့ရတယ်နောက်ဒုတိယတစ်ဆင့်အနေနဲ့ကခုနပြောတဲ့ model reading ဆိုတာကကြတော့ဒါမိဘတော်တော်များများလည်းလုပ်ဖို့မှာပါကိုကဒီစကလုံးလေးကိုဖတ်ပြမယ်အတန်လေးကလေးကြားနိုင်အောင်ကြဲကြဲလေးဖတ်ပြမယ်ဖတ်နေရင်လည်းအဲ့စလုံးလက်လေးနဲ့ထောက်ပြီးတော့ကလေးကိုကြည့်ပြီးတော့မှတ်ခိုင်းမယ်ပေါ့နော်အဲ့ဒါကဒုတိယတစ်ဆင့်ပေါ့ model reading လို့ခေါ်ပါတယ်Okay အဲ့တော့နောက်ထပ်တစ်ဆင့်ဘယ်လိုဆက်ပြီးတော့
အတူတူလေ့ကျင့်လို့ရလဲဆိုရင်အတန်လေးတွေပေါ့ခုနကိုအရှိမတင်ခဲ့တဲ့လက်တာအတန်လေးတွေကိုကလေးကနည်းနည်းရင်းနှီးလာပြီဆိုလို့ရှိရင်နောက်တတိယအဆင့်အနေနဲ့ကblending လုပ်တာပေါ့နော်ကိုတင်ခဲ့တဲ့စကားလုံးလေးဥမာအရှိကဘာအတန်လေးတွေလည်းသူသိနေပြီနောက် L ပေါ့နော် bar L နောက်တစ်ခုကဒီလို sounds လေးကိုသူကဒီ letter T လေးကိုပြင်လိုက်တာနဲ့ကလေးကဒီလိုနည်းနည်းမှတ်မိလာပြီဆိုတော့အဲ့ဒါလေးကိုရောလိုက်တာပေါ့အတန်လေး၃ခုမှတ်မိအဲ့၃ခုရောလိုက်တာပေါ့နော်အဲ့ဒါလေး blending လုပ်တယ်လို့ခေါ်ပါတယ်လေ့ကျင့်ပေးတာပေါ့နော်အဲ့ဒါကိုသူတို့ teaching အရာပြောမယ်ဆိုတော့ CVC လုပ်လိုက်တယ်ပေါ့ CVC words လေးတွေကိုblending လုပ်ပြီးတော့ဖြည်းဖြည်းချင်းပေါ့အရင်မြင်ရင်လည်းမဟုတ်ဘူးblend slowly လုပ်ပြီးတော့ကလေးကိုခဏပေါ့နော်အဲ့လိုမျိုးလေးဖတ်ပြပေးလို့ရတယ်ကလေးကိုလည်းလိုက်ပြီးတော့ repeat လိုက်ပြောခိုင်းလို့ရတယ်ပေါ့နော်ဥပမာ BAT ဆိုရင် bat bat ဒီလိုမျိုးပေါ့နော်ဥပမာ BAT bat အဲ့လိုဆိုမဲ့စာ bat bat ပထမစချင်းမှာကလေးရနည်းနည်းမလိုက်နိုင်ဘူးဒါပေမဲ့အဲ့လိုမျိုးမိဘကနမူနာအနေနဲ့အဲ့လိုBAT bat အဲ့လိုဖတ်မဲ့စာbat bat အဲ့လိုမျိုးဖတ်တာကိုသူတို့လိုက်ပြောရင်လည်းနောက်ပိုင်းတစ်ဖြည်းဖြည်း auto ပေါ့သူတို့သိလာတယ်နောက်တခြား letter တွေအစားထိုးပြီးတော့ဖတ်ခိုင်းလဲသူတို့ဖတ်နိုင်လာတာတွေ့ရပါလိမ့်မယ်ပေါ့နော်ဒါကတော့ခုနကletter လေးတွေမှတ်မိရင်နောက်ထပ်တစ်ဆင့်တက်လို့ရတယ်blending practice လို့ခေါ်ပါတယ်နောက်တစ်ခုကဒီ phonics ကြီးပဲဇာတ်တိုက် practice လုပ်ရင်လည်းကလေးက boring ဖြစ်သွားပြင်းသွားမယ်ပေါ့နော်အဲ့တော့ကိုက gain လေးလဲစော်ရင်လည်းဆိုရင်ကလေးလည်းပျော်မယ်ပို့ပြီးတော့စိတ်ဝင်စားလာမယ်ပေါ့နော်အဲ့တော့ဥပမာဘယ်လို gain လေးစော်လို့ရလဲဆိုရင် single letter လေးဖြစ်တဲ့ဥမာကိုကbar ပေါ့နော်စစချင်း training အဆင့်မှာbar sound ကို practice လုပ်နေတယ်ဆိုရင်ကိုကဥမာအိတ်လေးတစ်လုံးယူထားလိုက်ပေါ့နော်ဥမာလွယ်အိတ်လိုမျိုးလေးလွယ်အိတ်မဟုတ်လဲရပါတယ်တော့အဆင်ပြေတဲ့အိတ်ကလေးတစ်ခုထဲမှာဘောလုံးလေးဖြစ်ဖြစ်ပေါ့တကယ်လို့ real things ဘောလုံးတွေပိုင်းမရှိလဲပုံလေးလည်းရတယ်အဲ့ဒါလေးတွေကိုဥမာ letter B sound ပါတဲ့ဟာပေါ့နော်ဥမာ ball ပေါ့နော် ball တော့ပြီးရင်ကလေးကို what's in the bag ပေါ့နော်အဲ့ထဲမှာပါရှိလဲပေါ့ဒါဆိုရင်ကလေးကိုပြီးရင် show the things ပေါ့နော်အဲ့အရာလေးကိုပြပြီးတော့ကိုကလည်းနမူနာအနေနဲ့ပေါ်เนาะပြီးရင်ကလေးကိုဒီပစ္စည်းနဲ့တွဲပြီးတော့မှတ်ခိုင်းတာပေါ့အဲ့လိုမျိုး picture လေးလည်းပြလို့ရတယ်ဥမာ bed ပေါ့เนาะအဲ့တော့ဘာsoundပါတယ်ကိုကဘာ sound train မဲ့ဆိုကြိုပြီးတော့ပြင်ရမှာပေါ့เนาะကြိုပြီးတော့ပြင်ရမယ်ဥမာ banana bed ball စသည်အဖြစ်ပေါ့เนาะအဲ့တော့တကယ်လို့ပစ္စည်းအစစ်ရှိလဲရတယ်အယုတ်ကလေး twice လေးလည်းရတယ်ဒါမှမဟုတ် picture လေးလည်းရတယ်ပေါ့เนาะအဲ့လိုမျိုးအပြန်အလှန်ပေါ့ပြီးရင်ကလေးကိုလည်းမေးခိုင်းရမယ်ကိုအားကြီးပဲဇက်တိုက်ပြောနေရင်လည်းကလေးတို့ကပြင်သွားမယ်ပေါ့เนาะအဲ့တော့သူ့မေးခွန်းပေးပြီးတော့ကိုကလည်းတလှည့်ပြန်ဖြေပေးလို့ရတယ်ပေါ့เนาะဒါအိမ်မှာနေရင်တဲ့ကိုကလေးနဲ့ကိုပြန်လည် practice လုပ်ပေးလို့ရအနည်းတွေပေါ့เนาะအဲ့လိုမျိုးဟုတ်ကဲ့ပါအဲ့တော့အခုပြောခဲ့တဲ့ဟာကအခုမှ phonics ဆိုတာပါလဲပေါ့เนาะအဲ့လိုအစားပြပြီးတော့ကလေးနဲ့တူတူ practice လုပ်ပေးခြင်းနဲ့မိဘအတွက်ကိုပြောတာပါငကိုကလေးကသိပြီးသားဆိုရင်တော့ဒါလုံးဝ basic ဖြစ်နေမှာပေါ့เนาะအဲ့တော့နောက်ထပ်လည်းphonics drill ပေါ့เนาะအဲ့လိုလိုက်ပြီးတော့ဆိုလို့ကောင်းတယ်အခုမှစပြီးတော့ phonics လေးလိုင်းကလေးအတွက်ကောနောက်ထပ်လက်ရှိလေးလာနေစေကလေးအတွက်ကောလိုက်ပြီးတော့ဆိုလို့ရတယ်ပေါ့เนาะအဲ့တော့လိုက်ဆိုလို့ရတယ်phonics drill လေးတွေဗီဒီယိုလေးဆက်ပြီးတော့တင်ပေးသွားမယ်ပေါ့เนาะအဲ့တော့ဟုတ်ပါပြီအဲ့တော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ comment ပေးချင်တာရှိရင်လည်းcomment ရေးထားခဲ့လို့ရပါတယ်เนาะဟုတ်ကဲ့ကျေးဇူးပါ